ဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပတ်လျှောက်အဓိပ္ပာယ်လေးသွားကြစို့နော်အထိကအထဧကသုဒ္ဒနာခောပိကကာလီနာမဇဝတာဟိကတယောက်သောသုတ်တံကိုစောင့်တဲ့ကာလီမြည်တဲ့လူသေးကောင်းတွေကိုမီးရှို့တတ်တဲ့အမျိုးသမီးသည်တဲ့ဒီလိုပဲထားကြပါထေရတထိတဌာနနိသိဏဌာနစင်္ကမိတဌာနေစဒိဋ္ဌဝါမဟာကာလမထေရရဲ့ရက်တဲ့နေရာထိုင်တဲ့နေရာစင်ကြံသွားတဲ့နေရာကိုမြင်ပြီးတော့ကောနုခောဣဒအဂိစ္စတိဘသူကဒီတုတ်တန်လို့လာနေတယ်လဲပေါ့နံပရိကနိတ်တာမိအဲ့ဒီပုဂ္ဂိုလ်ကိုစုံစမ်းမယ်ရအောင်စုံစမ်းမယ်ဣတိဤသို့ကြံ၍ဣတိဤသို့တွေး၍ပရိကနိတုံအတ္တကွန်တီတဲ့စုံစမ်းခြင်းကမစွမ်းနိုင်သည်ရှိတော်နော်မစုံစမ်းနိုင်ဘူးပေါ့နော်စုံစမ်းဖို့ကဒီထိရောက်သွားတာပေါ့အတိပ္ပယ်ရှေ့ဆက်တော့မယ်နော်ဒါအတိပ္ပယ်နားလည်ပါတယ်ဟုတ်လဲဧကဒီဝတံတနေ့တ၌သုတနာကုတိကာယမေဝသုတ်တံဇယ၌သာလျင်သုတ်တံမှာဆောက်ထားတဲ့ဇယနော်ဒီကာလီကနော်တနေ့ကြတော့လို့စုံစမ်းတာသူမစုံစမ်းနိုင်ဘူးအဲ့မစုံစမ်းနိုင်တော့သူဘာလုပ်တော့လဲတနေ့ရောက်တဲ့အခါကျတော့သုတ်တံဇယမှာဒါသုတ်တံဇယနော်သုတ်တံဇယ၌ဒီပံစီမီကိုဇာလစ်တဝါထွန်းညှိ၍ပုဒ္ဒဒီတရောသာသမီတို့ကိုအာတာယခေါ်၍သုတ်တန်ဇယမှာစီမီထွန်းပြီးတော့သားသမီးတွေအကုန်လုံးခေါ်တာပေါ့သူသားသမီးတွေရှိလို့ပေါ့နော်သားသမီးတွေကိုခေါ်ပြီးတော့ဂန္ဓဝါသွား၍အဲသုတ်တန်ဇယကိုသူသွားပြီးတော့ဧကမန္တေတဲ့တခုသောအရက်၌နိလီယမာနာပုံအောင်လျက်တဲ့တနေရာမှာပုံနေတာသူသားသမီးတွေကိုအဲ့ဒီဇေယျထဲမှာထားပြီးတော့နော်သူကတနေရာမှာပုံပြီးတော့ချောင်းတာပေါ့နော်ဘယ်သူတုံးဆိုတာသိကြလို့အဲ့ဒီအချိန်မှာနိလျာမာနာပုံအောင်လျက်မဇ္ဈိမယာမေမဇ္ဈိမယံ၌ဆိုတကောင်လောက်ကြတော့ထေရမဟာကာလမထေကိုအကိသန္တလာနေသည်ကိုဒိဋ္ဌောမြင်၍တကောင်လောက်ရောက်တော့မဟာကာလမထေလာနေတာသူမြင်သွားပြီမြင်သွားတော့ဂန္ဓဝါတဲ့တွား၍ဝန်ဒိဋ္ဌဝါရှ िख ိုး၍ဟောမဟာကာလမထေစီသွားတယ်မဟာကာလမထေကိုရှ िख ိုးတယ်ရှ िख ိုးပြီးတော့သူမေးတော့တာနော်ဒါကာလီယမေးတဲ့စကားဖြစ်မှာနော်ခုလာတဲ့စကားကာလီယမေးတဲ့စကားနော်ကြည်ဗန္ဒီအရှင်ဖေရတဲ့အေရောအရှင်ဖေရသည်တဲ့တော့တပည့်တော်တို့ဤဣမတမိန်ဌာနေဤအယတ်၌ဝိဟရတိနေပါတလောဟောသူမေးနေတာရှင်ဖေရကတပည့်တော်တို့ရဲ့ဒီတုတ်တံမှာရှင်ဖေရနေတာလားဖေရတဲ့ဣတိဤသို့အာဟလျောက်ပြီအဲ့တော့မဟာကာလမထေကအာမဥပတိကေတိဥပတိကေတိဥပတိကေဣတိဥပတိကေဥပတိကာမအာမမှန်ဤတဲ့ဣတိတို့ဖြေပြီတဲ့ဟောတွေ့လားဒီဥပတိကေဆိုတဲ့သူကအာလုံးမလို့နော်သူကကေဆိုရင်ဒီမှာကကြီးမှာဓမ္မအာလုံးဧကုသိပ္ပံမလို့အာလုံးလို့ခေါ်တဲ့ပုတ်ပေါ့နော်ဘသူပဲဝါခေါ်တဲ့ပုတ်ပေါ့လူနာမည်ကိုခေါ်တဲ့ပုတ်ပေါ့ဒါတော့လူနာမည်သူကမသိတော့ဒကမာကြီးပေါ့ဒကာကြီးဆိုလဲဒကာကြီးလို့ခေါ်လိုက်တာဒါဒကမာကြီးပေါ့အဲ့တော့ဥပတိကေလို့သူကအေဆုံးတာအာလုတ်ပုတ်မလို့ဆုံးသွားတာနော်အဋ္ဌိလေအာလုတ်ပုတ်ဆိုရင်အေဆုံးတာသူ့အတိုင်းပထမဧကုတ်သီဝနဲ့ဆိုရင်ဥပတိကပဲမနေ့ကပြောတဲ့ဟာနော်ပုံးလိန်ဆိုရင်ဥပတကောလို့ရှိပြီးတော့အဋ္ဌိလိန်ကြတော့ဘယ်လိုရှိသွားတော့အဋ္ဌိလိန်ယောဂဥပတိကဥပါတိကဗျာဥပတိကလို့အဲ့ဒီဟာပဲ
အဲ့ဒီဥပါတိကဒါပေမဲ့လို့ခေါ်တဲ့အာလုဧကုတိဘတ်တက်လိုက်တော့ဥပါတိကာလို့မရှိဘဲနဲ့ဥပါတိကေလို့ရှိသွားတာအဲ့ဒါခေါ်တာအာလုပုတ်လို့ခေါ်တယ်နော်အဲ့ဒါဥပါတိကေဥပါတိကာမကြီးအာမမှန်ကြီးလို့သူကဖြေတာဖြေတဲ့အခါကျတော့အဲ့ဒီသုတ်တန်ဆောင်တဲ့ကာလီကဘာလျှောက်တော့ဗန္ဒီရှင်မယသုတ္တန်နေသုတ်တန်၌ဝိရန္တေဟိနေဝိရန္တေဟိနာမနေကုံသောသူတို့မြည်သည်ဝတ္တံဝတ်ကိုဥက္ကဏိတုံသင်ယူခြင်းကဝတ္တတိသင်ဤဣတိသို့လျောက်ပြီဟောတွေ့လားဒီကာလီပဲထားပါတယ်သူနာမည်ကာလီဆိုတော့ကာလီဆိုတဲ့သုတ်တန်ဆောင်မကရှင်မယဒီသုတ်တန်မှာနေတာမှန်သလားဆိုတော့ဘုမကြီးမှန်တယ်လို့သူကဖြေတယ်ဖြေတဲ့အခါကျတော့သူကဘာပြောတော့ရှင်ဘုရားတဲ့သုတ်တန်နေတဲ့ပုဂ္ဂိုလ်တွေမှာကျင့်ဝတ်ကိုလိုက်နာဖို့အသင့်ပါတယ်ကျင့်ဝတ်ကိုသင်ယူဖို့သင့်ပါတယ်သင်ယူဖို့သင်ယူဥက္ကဏိတုံဆိုသင်ယူဖို့ရန်ဝတ္တတိသင့်ပါတယ်နော်တုတ်တန်နေတဲ့လူတွေလိုက်နာရမယ်ဝတ်တွေကိုကျင့်ဝတ်တွေကိုသင်ယူဖို့သင့်ပါတယ်လို့အဲ့လိုလျှောက်တဲ့အခါကျတော့မဟာကာလကဘယ်လိုပြောတော့ထေတော့မထေသည်တဲ့မယံငါတို့သည်ကိမ္ပနအဘဲကြောင့်တရားတင်သည်တဲ့ကတိတဝတ်တွေဆိုအပ်သောပြောအပ်သောဝတ်၌ဝတ္တိတ်တာမှကျင့်ကုန်အံ့နိဣတိဤသို့အဝတ္တဝါမဆိုမူ၍ဟောတွေ့လားဒါဘုန်းကြီးနဲ့တက္ကမဟိုကတက္ကမသုတ်တန်ဆောင်မနော်သုတ်တန်ဆောင်မကနေပြီးတော့ရှင်မရသုတ်တန်ဆောင်နေသုတ်တန်မှာနေတဲ့ပုဂ္ဂိုလ်တွေကကျင့်ဝတ်တွေကိုသင်ယူဖို့လိုတယ်ဆိုတော့ဘာကာလမထေရကအကန့်စကားပေါ့ဆန့်ကျင်ဘက်စကားမပြောဘူးဗျာနော်မပြောဘူးလို့ပြောတာပြောတယ်လို့ပြောတာမဟုတ်ငါတို့ကဘာလို့မင်းနင်ပြောတဲ့ဝတ်ကိုငါတို့ကလိုက်နာနေမှာတော့ဘာလို့လိုက်နာလဲဒါဘုန်းကြီးစဉ်ပြောမှာပဲဒါ तू မို့လို့မပြောတာပေါ့နော်မဟာကာလမလို့အဲ့လိုလုပ်နေတာပဲထာဂရာပြနေတာနော်ဘာကြောင့်ငါတို့ကမင်းနင်ပြောတဲ့ဝတ်တွေကိုငါတို့ကလိုက်နာမလဲလို့ဒီလိုပြောမှာပေါ့အဲ့ဒါကိုမပြောဘူးတဲ့မဟာကာလဒီလိုပြောတာနော်နားလည်လောက်ပါတယ်ဝဋ္ဌိတံမှာကျင့်ကုန်ကနေဣတိသောအဝတ္တဝါမဆိုမူရေးအဲ့လိုမပြောဘဲနဲ့ဘာပြောတော့ဆိုဥပတိကေတဲ့ဥပတိကမကိန်းအဘယ်ကိုကာတုံပြုခြင်းကဝတ္တတိတင့်တယ်နိဣတိသောအာဟမိန်တော်မူပြီကဲနော်အဲ့လိုမပြောဘဲနဲ့ဘာဒီကိုနော်ပြုဖို့ရတင့်ပါတယ်လေတဲ့မေးပြီဘာတွေလောက်ရမလဲတဲ့တုတ်တန်နေတဲ့ပုံကိုယ်တွေကျင့်ဝတ်တွေကဘာတွေတော့ဘာတွေလောက်ရမှာတော့လို့အဲ့လိုမေးတဲ့အခါကျတော့ကာလီကနေတခါဖြေတယ်နော်ဗန္ဒီအရှင်ဘုရားတဲ့သောတာနိကေဟိသုတ်တန်၌နေသောသောတာနိကေဟိနာမသုတ်တန်၌နေကုန်သောသူတို့မြည်သည်သုတ္တန်နေသုတ်တန်၌ဝတ္တနဘာဝနေသည်အဖြစ်ကိုသုတ္တနဂောပကာနိစသုတ်တန်စောင့်တို့အား၎င်းဝိဟာရီကျောင်း၌မဟာထေရတသမဟာထေအား၎င်းဂါမဘောဇကတ္တသရွာစားအား၎င်းကထေတုံပြောကြားခြင်းကဝတ္တတိတင့်မာဤဣတိဤသို့အာဟလျောက်ပြီဟောတယ်လားသူလျှောက်တဲ့ဟာနော်ဒီမှာနော်သုတ္တနာဂောပကနံဆိုတာမနေ့ရပဲနော်ဂောပကဆိုတာဒါပုံးလိမ်မလို့ပေါ့အဋ္ဌိလိမ်ဆိုရင်သူကဣပါလာတာဂောပိကာဘောပိကထားတော့နော်သူပြောလို့တဲ့အဓိပ္ပာယ်ကအသုတ်တန်နေတဲ့ပုဂ္ဂိုလ်တွေအကြောင်းကြားမဲ့ပုဂ္ဂိုလ်၃ယောက်ရှိတယ်တဲ့နံပါတ်၁ကဒီမှာကြည့်နော်သုတနာဂောပကနံနံပါတ်၁ပုဂ္ဂိုလ်ကဘယ်သူတဲ့တော့ပါဠိလိုရင်လောက်တာပေါ့ဘယ်သူတဲ့တော့သုတာနာဂောပသာကနာကာနံဘောပကအဲ့ဒါအဲ့ပုဂ္ဂိုလ်ကိုအရင်ဆုံးကြောင်းကြမှာဟိုတစ်ရဲ့နှစ်ကအရင်ဆုံးနောက်ဒုတိယအဲ့လိုတော့မဟုတ်ဘူးပေါ့၃ယောက်ကိုရည်တာပေါ့ဒါအစလာလို့တစ်လို့ပြောတာပေါ့ဆိုလိုတာကအဲ့ဒါကတုတ်တန်စောင့်တဲ့သူတွေတုံးတန်စောင့်တဲ့ပုဂ္ဂိုလ်တွေမြန်မာလိုကဘာပုဂ္ဂိုလ်တွေတဲ့တော့သုတ်တန်ဆောင်ပုဂ္ဂိုလ်သုတ်တန်ဆောင်တုတ်တန်လူကြီးဘာလို့လဲဂောဘကဆိုတာစောင့်တဲ့ပုဂ္ဂိုလ်ပဲလေစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဆောင်ရှောက်တဲ့ဘုရားဂောဘကဆိုရင်ဘာကိုစောင့်ရှောက်တာလဲဖယားကိုဒီရာဆောင်ရှောက်ကိုဆောင်ရှောက်တဲ့သူ တုတ်တန်ဂောဘကဆိုရင်ဒါဘာကိုစောင့်ရှောက်မှာလားသုတ်သုတ္တံတန်ကိုကိုဆောင်ရှောက်တော်သူအဲ့ပုဂ္ဂိုလ်တွေနော်တုတ်တန်ကြတော့ဂောဘကလုံးမသုံးပေါ့ဒီမှာတော့သုံးတာပေါ့ဟိုမြန်မာမသုံးတာပြောတာပါမြန်မာကြတော့တုတ်တန်ကြဂောဘကလုံးမသုံးသူပရာဇာတို့ဘာလို့သုံးမှာပေါ့နော်ဒီမှာတော့သုံးတာပေါ့ဘာဆောင်ဂောဘကပဲကိုဆောင်နေတာကျောင်းဆောင်တဲ့လူဆိုရင်ဝိဟာရဂောဘကပဲကျောင်းဆောင်ပဲ
အိမ်ဆောင်တဲ့လူဆိုရင်ပြောင်းလေဂေဟဂောပကပဲအဲ့ဒါအိမ်ဆောင်မှာသူအဲ့လိုပဲဂောပကဆိုတာစောင့်ရှောက်တယ်ဘာစောင့်တယ်ပေါ်မူတည်တာပေါ့နော်မြို့ကိုစောင့်ရှောက်တယ်ဆိုရင်နဂရဂောပကပဲဒီလိုပဲထားတော့အဲ့တော့အကြောင်းကြားရမယ်ပုဂ္ဂိုလ်ကဒါတယောက်ဖြစ်သွားတာပေါ့သူတဏဂောပကနင်စတုတ်တန်စောင့်တဲ့ပုဂ္ဂိုလ်တွေနောက်တကဝိဟာရီမဟာထေရတ္တစာဝိဟာရီကိုနေတဲ့အကြောင်းပေါ့တုတ်တန်တူတင်ဆောက်တည်တဲ့ယဟန်နေတဲ့အကြောင်းမှာမဟာထေရတ္တစာအကြီးဆုံးမထေကြီးပြောတာမဟာထေစာမဟာဆိုကြီးတာမထေထဲမှာအကြီးဆုံးမထေအဲ့တော့ဝိဟာရီမဟာထေရတ္တစာဆိုရင်ကြောင်း၌အကြီးဆုံးမထေဒါအကြောင်းကြားရမယ်ပုဂ္ဂိုလ်တယောက်ဖြစ်ပြန်ပြီနော်အဲ့တော့နံပါတ်1အကြောင်းကြားရမယ်ပုဂ္ဂိုလ်ကဘယ်သူလဲတော့ ဝိဟာရီမဟာထေပါဗျာ ဟုတ်ပြီဝိဟာရီမြန်မာလိုကြတော့ ဝိကျောင်း ကျောင်း၌ကျောင်း၌ရှိသောအကြီးဆုံး ယဟန် ကျောင်း အကြီး ကျောင်း အ ၌ကြီးဆုံးတော့ယဟန်ပေါ့ ယဟန် ယဟန်ကမထေလို့ခေါ်တော့တာပေါ့ကြီးတော့တာမထေလို့ခေါ်တာပေါ့နော်အဲ့ဒါနှစ်ယောက်နောက်တစ်ခုကဂါမဘောဇကတ္တသဂါမဘောဇကတဲ့ရွာစားတဲ့နောက်တစ်ယောက်ကဘယ်သူလဲတော့ ကာမ မာမ ဘော ဘောဇက တရား ရာဇာပါ အတာပါဗျာ ဟုတ်ပြီ၃ယောက်အကြောင်းကြားရမယ်လို့သူပြောနေတာနော်ဒါကဂါမကရွာကိုဘောဇကဆိုတာစားတာရွာကိုအပိုင်စားရတာရှေးခေတ်ကဘုရင်တွေကအဲ့လိုအပိုင်စားပြရလေဒီရွာကိုပိုင်စားစီဆိုရအဲ့လိုအဲ့ရွာခွန်တုတ်တွေဘာတွေမှနေမှာသူရတာပေါ့နော်အဲ့ဒါကိုရွာစားလို့ပေါ့အခုခေတ်ကတော့အုတ်ချုပ်ရည်မှုပေါ့နော်ရွာအုတ်ချုပ်ရည်မှုပေါ့ရွာဥက္ကဋ္ဌပေါ့ရက်ကြီးဥက္ကဋ္ဌပေါ့ရွာဥက္ကဋ္ဌဒါအတူတူပဲနော်အဲ့ဒါအကြောင်းကြားရမယ်ပုံကို၃မျိုးနော်ကိုယ့်ကိုယ်တာမှတ်ထားတော့နော်ဒါတွေကတုတ်တံမှာနေတဲ့ပုံကိုယ်တွေအကြောင်းကြားရမည်ပုံကိုယ်တို့ကိုဖြေဆိုခဲ့ပါဆိုရင်ဒီပုံကိုယ်တွေ၃ယောက်ဖြေရမှာနော်မြန်မာလိုတော့ဖြေပေါ့နော်တုတ်တံစောင့်တဲ့ပုံကိုယ်နံပါတ်1တုတ်တံစောင့်တဲ့ပုံကိုယ်နံပါတ်2ကကြောင်း၌အကြီးဆုံးမထေကြီးပေါ့နံပါတ်3ကရွာစားပေါ့နော်ဒီလိုဖြေပေါ့အဲ့ဒီ၃ယောက်ကိုအကြောင်းကြားရမယ်တဲ့အဲ့ဒါကာလီကနေပြီးတော့လျှောက်တယ်ပေါ့နော်ပြောတဲ့အခါကျမေးပြီမဟာကာလမထေကထေရောမထေသည်ကိင်္ဂါရဏပဲအကြောင်းကြောင့်ကတိတုံပြောဆိုခြင်းကဝတ္တတိတင့်တယ်ဤတိတို့မေးပြီတဲ့ဘာကြောင့်မို့လို့အဲ့ဒီပုဂ္ဂိုလ်၃ယောက်ကိုအကြောင်းကြားရတာလေအကြောင်းပြပါအောင်လို့မေးတဲ့အခါကျတော့အကြောင်းပြပြီနော်ဒီမှာကာလီကအကြောင်းပြကတကံမှာပြုအပ်ပြီးသောခိုးမှုရှိကုန်သောဒါကမ္မအမှုဆိုတာဒီပြင်အမှုမဟုတ်ခိုးတာကတကံမှာပြုအပ်ပြီးသောခိုးမှုရှိကုန်သောသောတာခိုးသူတို့သည်ဓနတာမိကေဟိဥစ္စာပိုင်ရှင်တို့သည်တဲ့ဗရာနုဗရံရှေးခြေနောက်ခြေသို့အနုဘတ္တအစဉ်လိုက်ကုန်သည်ရှိသောသူတာနေသူတုတ်တန်၌ဗန္ဒကံဥစ္စာတို့ကို17တဝါစွန့်၍ပလာယန္တိပြေးကြကုန်၏ဟောသူပြောနေတဲ့အကြောင်းပြလာပြီနော်ဘလို့အကြောင်းပြဘာကြောင့်မလို့ဒီပုံကိုယ်တွေကိုအကြောင်းကြားရတယ်လဲဆိုတော့တဲ့ခိုးမှုပြုလာတဲ့တခိုးတွေကနောက်ကဥစ္စာပိုင်ရှင်တွေကသူတို့နောက်ကိုထက်ချက်မကွာလို့ခေါ်တာပေါ့ဗราနုပဒံမြန်မာလိုအဓိပ္ပာယ်ပြောရင်ထက်ချက်မကွာလိုက်တဲ့အခါကျတော့ဘယ်ပြေးကြတော့ဆိုရင်သူတို့ပြေးတဲ့ရက်ကတုတ္တာနေတဲ့သူတို့ဘယ်ပြေးကြတော့တခိုးတွေက တုတ်တန်ကိုပြေးပါတယ် တုတ်တန်ကိုပြေးကြတယ်တုတ်တန်ကိုပြေးပြီးတော့တုတ်တန်ရောက်တဲ့အခါကျဗန္ဒကံ17တဝါတဲ့လက်ထက်ခိုးလာတဲ့ပစ္စည်းတွေကိုဥစ္စာထုတ်ကြီးတွေကိုအဲ့မှာပြစ်ပြီးတော့ပလာယန်တီပြေးကြတယ်ဒီလိုဆိုလိုတာနော်တုတ်တန်မှာသူတို့ခိုးလာတဲ့ဥစ္စာထုတ်ကြီးကိုပြစ်ချပြီးတော့လူကိုလွတ်ယုံကြတာပေါ့အဲ့လိုအနေထားပေါ့နော်ပလာယန်တီတခိုးတွေကတော့ပြေးကုန်ပြီရှိတော့ဥစ္စာထုတ်ကြီးကတော့သူတို့ထားခဲ့လို့ကျန်နေခဲ့တယ်ပေါ့အဲ့ဒီမှာကြည်နော်အထဒုက္ခ၌တဲ့မနုဿာလူတို့သည်သောတာနိကာနံသုတ်တန်၌နေသောသူတို့အားပရိပန်ထံဘေးရန်ကိုကရွန်တိပြုကုန်၏ဟုတ်တယ်လားနော်တကိုးတွေကဥစ္စာတို့ကြီးကိုပြစ်ချပြီးပြေးတော့ဟိုလူတွေကလိုက်လာတကိုးနဲ့ဟိုလိုရှေ့နောက်တော့ဘယ်ဟုတ်မလဲထက်ချက်မကွာဆိုတော့နော်မလန့်မကန့်လိုက်လာတော့တကိုးတော့မတွေးတော့ဘူးဥစ္စာတုံးနဲ့အဲ့မှာသုတ်တန်မှာနေတဲ့ပုဂ္ဂိုလ်နဲ့ဟောမှာလက်ဘူးလက်ချက်မိသလိုဖြစ်နေပြီနော်တခိုးလို့ဖြစ်မှာပဲဥစ္စာတို့ကြီးကတွေ့နေတယ်အဲ့မှာ
အနီးနားမှာတုတ်တံမှာနေတဲ့ပုဂ္ဂိုလ်ကရှိနေတာဆိုတော့တခိုးဆိုရိုက်လားနှက်လားအဲ့လုံးမှာလူတွေကလုံးမှာပဲလုံးနေမှာပေါ့ဒါတကယ်လဲလုံးပါတယ်ဒါတွေကနော်ပရိပန္တံဘေးရန်ကိုကရွန်တိပြုကုန်၏တဲ့နော်အဲ့ဒါကဒီပုဂ္ဂိုလ်၃ယောက်ကိုအကြောင်းမကြားလို့ရှိရင်အဲ့လိုခံရမှာဘေးရန်ပြောမှာအကြောင်းကြားရင်တော့ဘလို့အဲ့ပုဂ္ဂိုလ်တွေကထောက်ခံပေးမှကြည့်နော်ဧတေတံဤပြောခဲ့ပြီးတဲ့ပုဂ္ဂိုလ်၃ယောက်တို့ဟာကတိတေပြောဆိုအပ်သည်ရှိသောခုပြခဲ့တဲ့ပုဂ္ဂိုလ်၃ယောက်ကိုအကြောင်းကြားထားမယ်ဆိုရင်တဲ့သူတို့ကထောက်ခံချက်ပေးလိုက်မယ်နော်မယံငါတို့သည်ဣမတဗဒ္ဒန္တတဤအရှင်ဤဣတကနာမကာလံဤမြအတိုင်းရှိသောကာလပတ်လုံးဣထဤတုတ်တံ၌ဝတနာဘာဝံနေတိအဖြစ်ကိုဇာနာမတိကုံဤဟုတ်တယ်လားကိုကသုဒ္ဓံဒုတင်စောက်တည်ခြင်းလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်၃ယောက်ကိုအကြောင်းကြားထားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေက၃ယောက်လုံးတော့ဘယ်ဟုတ်မလဲနော်တယောက်ကအာမခံပေးမှာမင်းတို့ဒီမှာသုတ်တံမှာဘယ်တော့ကတည်းကစပြီးတော့ဘယ်ချိန်ကတည်းကစပြီးခုချိန်ဒီမှာနေနေတာငါတို့သိတယ်တဲ့တွေ့လားဇာနာမတိကုံဤဧသောဤသူသည်အာစောတော့ခိုးသူမဟုတ်ဣတိဤသို့ဥပဒဝံဘေးရန်ကိုနိဝါရင်တိတာမြစ်ပေးကြကုန်၏ဟုတ်တယ်လားဒီအရှင်ကလောလောဆယ်မဟာကာလမထေရဆိုတော့သူရည်ရွယ်ပြီးပြောတာပေါ့ဒီရှင်ကတခိုးမဟုတ်ဘူးတဲ့ဒီမှာအဲ့ကလေးကနေတယ်ဆိုတက်သေးခံပေးတာပေါ့တွေ့လားအဲ့လိုတက်သေးခံပေးမဲ့ပုံကိုယ်တွေဖြစ်လို့ဒီပုံကိုယ်၃ယောက်ကိုအကြောင်းကြားရမယ်လို့သူကပြောနေတာနော်တတ္တမထို့ကြောင့်တဲ့ဣတေတံဤပုဂ္ဂိုလ်တို့ကဂတိတုံပြောကြားခြင်းကဝတ္တတိသိဣတိတို့အဟလျောက်ပြီတွေ့လားရပြီနော်အဲ့တော့သုတ်တံဒုတင်စောက်တည်မဲ့ပုဂ္ဂိုလ်တွေအကြောင်းကြားရမယ့်ပုဂ္ဂိုလ်ကဘယ်နှယောက်ရှိတော့သူတို့စောက်တည်ကြောင်းအကြောင်းကြားမှာက3ယောက်ပါဖေဟာ၃ယောက်ကဘာကြောင့်မလို့အကြောင်းကြားရတာတုံးဆိုတော့ဒီကနေစမယ်နော်ကတကံမှာစောတာကနေစပြီးတော့ဒီတိနိဝရဏတိတိအဲ့တော့မြန်မာလိုပဲပြန်ယုံရှိတော့တာပဲတပြည့်နီးမရှိတော့ဘူးနော်ဟိုမေးလို့ဖြေမယ်ဆိုရင်ပေါ့နော်သုတ်တန်ဆောင်ပုဂ္ဂိုလ်တို့သည်ဒါတော့ဟိုအကြောင်းပြမေးခြင်းတော့ဒီလိုပေါ့နော်သုတ်တန်ဆောင်ပုဂ္ဂိုလ်တို့သည်အဘဲကြောင့်အဘဲပုဂ္ဂိုလ်တို့အားနော်မိမိသုတ်တန်၌နေသည်အဖြစ်ကိုအကြောင်းကြားသင့်ပါသည်နည်းဖြေဆိုခဲ့ပါကိုသုတ်တန်မှာနေတယ်ဆိုတဲ့အကြောင်းကိုနော်နေတာကိုအဘဲကြောင့်အဘဲပုဂ္ဂိုလ်တို့အားအကြောင်းကြားသင့်ပါသည်နည်းပြောသင့်ပါသည်နည်းလို့အဲ့လိုမေးလို့ရှိရင်အဘဲကြောင့်ဆိုတဲ့မေးခွန်းရဲ့အဖြေကကတကမ္မသောတာနေနိဝရဏတိအဘဲပုဂ္ဂိုလ်တို့အားဆိုရင်ဒီအပေါ်ကပုဂ္ဂိုလ်၃ယောက်နော်ဖြေပြမယ်နော်သူမြန်မာအတိုင်းသွားမှာနော်မြန်မာပြန်မဲ့သွားမှာနော်ကြည်နော်ကတကမ္မသောတာဆိုတာကြည်နော်ပြုအပ်ပြီးသောခိုးမှုရှိကုန်သောတခိုးတို့သည်နော်ဒါတခိုးပဲလေတခိုးဆိုမှတော့သူလှုပ်တဲ့အလောက်ကဘာအလုပ်လုပ်မှာတော့သူလှုပ်တဲ့အလောက်ကတခိုးဆိုမှသူလှုပ်တဲ့အလောက်ကဘာအလုပ်လုပ်မှာခိုးတဲ့အလုပ်လုပ်ပါပါအဲ့တော့မြန်မာလိုရေးချင်ကိုယ့်ကိုယ်လည်းရေးနော်ခိုးတဲ့အလုပ်လုပ်ကုန်တော့တခိုးတို့သည်ဒါလွယ်တယ်လေတခိုးတဲ့အလုပ်လုပ်တာဟုတ်တယ်လယ်သမားဆိုတော့လယ်လုံးမှာပေါ့လယ်သမားဆိုတော့ဟွာတွေလုံးမှာပေါ့ဒီလိုပေါ့ခိုးတဲ့အလုပ်လုပ်ကုန်တော့တခိုးတို့သည်တွေ့လားဥစ္စာပိုင်ရှင်တို့သည်တဲ့ထက်ချက်မကွာလိုက်အပ်ကုန်သည်ရှိတော်ဒါပဲသူတို့နောက်ကိုဟုတ်တယ်လေကိုပစ္စည်းပါတာလိုက်မှာပဲလေသူဘယ်သူမဆိုဒါသူ့အတိတ်ပဲတိုင်းသွားတာပဲနော်လိုက်အပ်ကုန်သည်ရှိတော်သုတ်တန်၌ဒါဥစ္စာဒုတ်ခေါ်တယ်နော်ဗန္ဒကံဆိုဗန္ဒာဒုတ်ကြိုက်တယ်လို့ဥစ္စာဒုတ်ဗန္ဒာဒုတ်သုတ်တန်၌ဥစ္စာဒုတ်ကိုစွန့်၍ပြေးကြဂုံရာအခါ၌အထနဲ့တွေ့လိုက်ပြေးကြကုန်ရအခါ၌နော်အဲ့မှာဥစ္စာပိုင်ရှင်လူတို့သည်တုတ်တန်၌နေသောသူတို့အားဘေးရန်ကိုပြုကြကုန်၏နော်အန္တရာယ်ပြုကြတယ်ဗောဒီလိုဆိုလိုတာဤပုဂ္ဂိုလ်၃ယောက်တို့အားပြောကြားထားသည်ရှိတော်တဲ့
ငါတို့သည်တဲ့ဤအရှင်ရဲ့ဤမြလောက်သောအချိန်ကာလပတ်လုံးဤတုတ်တန်၌နေတဲ့အဖြစ်ကိုသိကြတယ်ဤအရှင်သည်တခိုးမဟုတ်လို့ဘေးရန်ကိုတားမြစ်ပေးကုန်သောကြောင့်ဒီတတ္တမတားမြစ်ပေးကုန်သောကြောင့်နံပါတ်1သုတနာဂောပကနံတုတ်တန်ဆောင်ပုဂ္ဂိုလ်နံပါတ်2ဝိဟာရေမဟာထေရတကျောင်း၌မထေအကြီးဆုံးမထေနံပါတ်3ကာမဘောဇကတရွာစားအဲ့ဒီပုဂ္ဂိုလ်3ယောက်တို့ကအကြောင်းကြားရပါမည်လို့ဒီလိုဖြေရမှာနော်အဲ့ဒါအဓိပ္ပာယ်ပဲနော်ဒီလိုဖြေလို့ဒါမှတ်တာနော်ဒါတော့ပြီနော်ဒါဒီအဓိပ္ပာယ်ပြီးသွားပြီနော်တရားတွေလည်းမပြောတော့ပါဘူးနော်ဆက်မယ်နော်ဒါတွေကနည်းနည်းနောက်ကြမယ်မဟာကာလမထေရကြီးကတခါထပ်မေးတယ်နောက်ထပ်လုံးเสียကိစ္စရှိသေးလားလို့တခါထပ်မေးတယ်နော်ထေတော့မဟာကာလမထေရသည်အဉ္ဉံချသောကိမ့်ဘယ်ကိုကာတ္တပံပြုအပ်သည်နိပြုတိုက်သည်နိဣတိသို့မေးပြီနောက်ထပ်ဒီဟာအပြင်ပေါ့နောက်ထပ်လုံးရမယ်အလုပ်လိုက်နာရမယ်ဟာမျိုးရှိသေးလားလို့သူကမေးတာမေးတဲ့အခါကျတော့အဲ့မှာတခါဖြေပြန်ပေါ့နော်ကာလီဆိုတဲ့ဟာတွေကကြည့်နော်တုတ်တန်နေတဲ့တုတ်တန်ဒုတင်ဆောင်ပုံကိုယ်တွေဘာတွေလောက်ရတယ်ဆိုတဲ့ဟာဒီမှာလာပြန်ပြီနော်ခုနကအကြောင်းကြားယုံတဲ့နော်အဲ့ဒါကအကြောင်းကြားယုံတဲ့ဘလို့ပေါ့သူများကိုနေတဲ့အကြောင်းကြားတာပေါ့အဲ့ဒီဟာပေါ့ဒီဟာကျအဲ့လိုမဟုတ်တော့သူကိုယ်တိုင်လိုက်နာမှာကျင့်သုံးရမယ်ဟာဒီလာမှာနော်ကြည့်ဗန္ဒီရှင်မေယတုတ္တနေတုတ်တန်၌ဝတန်တေနနာမနေသောဝတန်တေနနေသောအေယေနနာမအရှင်မြည်သည်ဆိုတာသူ့ကိုပြောတာအရှင်ဖျားမြည်သည်အရှင်ဖျားလို့သုံးတာပေါ့ယဉ်ကျေးအောင်လို့ဒီလိုပေါ့မင်းတို့သင်တို့အဲ့လိုမသုံးလေတွန်လို့မသုံးဘူးတုတ်တန်၌နေတဲ့အရှင်ဖျားမြည်သည်တဲ့မေသမန္တတိလပိဋ္ဌတေလဂုံလာဒီနိဝတ်စေတတ်ပါနိသိလားမသိဝဇ္ဇိတတော့ဝဇ္ဇေတပ္ပတော့ဆိုတာပါဠိတွေအဲ့ဒါအတူတူတွေပဲနော်ဘာနဲ့ထွက်တော့ဝဇ္ဇေတပ္ပနိဆိုတာပါဟိုသင်္ကြန်မှာပါ စိတ် ကျင့်တာ တောက်မှာပါဗျာ ဟုတ်တယ်ကျင့်တာနော်ဟိုမှာလေဓမ္မတိဇနတန်တယေနဝဇ္ဇိတာနိဆိုတာကျင့်တာဒီကြတော့ရှောင်ကျင်တာပေါ့နော်မြန်မာလို့ဆိုရင်ဝဇ္ဇေတပ္ပနိဆိုတာဘာလို့ရမှာတော့ ရှောင်ကျင်ရမှာပါ တောင်းကျ ဗျာ င့်တာ ရှောင်ကျဉ်ရမှာနော်ရှောင်ကျဉ်ရမယ့်အရာတွေဒီမှာပြတာရှောင်ကျဉ်ရမယ်ဒါဝိဇ္ဇေတ္တပါနေရှောင်ကျဉ်ရမှာတုတ်တံမှာနေတဲ့လူမှရှောင်ကျဉ်ရမှာနော်ကိုယ့်ကိုယ်နေတဲ့လူမရှောင်ကြောင်းနေတဲ့လူအိမ်နေတဲ့လူမရှောင်ကျဉ်အောင်တုတ်တံမှာနေတဲ့ပုဂ္ဂိုလ်တွေရှောင်ကျဉ်ရမယ့်ဟာတွေကို तू ပြောပြနေမစ္ဆဆိုတာအဲ့ဒါငါးတဲ့မစ္ဆပါတယ်တော့ ငါ ငါပါ ငါကိုစောင်းကြငါမစားဘူးလို့ပြောတာငါဆိုတာကမှန်တော့ရေတရဝအကုန်ညွှန်းပါပဲနော်ငါကိုခေါင်းတီးလိုက်တာငါတော့မစားဘူးလိတ်တော့စားအဲ့လိုတော့မရဘူးနော်ပစုံတော့စားအဲ့လိုမရဘူးငါတို့ပစုံတော့အဲ့ပင်လေထွက်တဲ့ဟာတွေအကုန်မစားဘူးမစ္ဆာမန္တဆိုတာသိလားမန္တ အမေ တာ အတ္တ တာတာဩ မဲတာဘာသာမဲတာရလို့မဟုတ်ဘာသာဖြစ်ဖြစ်မစားဘူးနော် တာ အတ္တမဲတာဝတ္တจิตတအတ္တမနဲ့မစားဘူးအဲ့ဒီပေါ့တိလကသူကနှံတိလငါကတော့နှံမြန်စားကြလားမသိလူတွေကစားလို့နေမှာပေါ့နှံမစားဘူးလေပိဋကကမုံညက်တယ်ပိဋက မုံညက် မုံညက်တယ်နော်မုံညက်ဆိုရှိတယ်မို့လားမုံညက်နဲ့လှုပ်တဲ့မုံတွေရှိတယ်မို့လားမုံညက်နဲ့လှုပ်တယ်အဲ့ဒါနော် စနဲ့လို့ တေလဆိုတာစီတဲ့တေလကပါတယ်လား စီပါဗျာ စီဂုံလဆိုတာထညက်တယ်ဂုံလဆိုတာ စီလား ထညက် ဖညက်ပါဗျာ ထမ်းလျက် ခန်းလေး သူကတင်လဲလို့ခေါ်တာပေါ့သူတို့ရှေ့ခေတ်ကတင်လဲထညက်ပါထညက်စရှိသည်တို့ကိုဝိဇေတ္တပါဏိရှောင်ကျင်အပ်ကုန်ပြီအဲ့ဒါရှောင်အောင်ပါတယ်နော်ခုနပြောသလိုပဲခေါင်းတီထားတာရှိတာအကုန်ရှောင်ရတာနော်မေဆဆိုရင်ငါးခေါင်းတီထားလို့အပဇွန်မှာရှောင်ရမှာမန္တဆိုရင်မဲသားတော့မဲသားပဲဒါပေမဲ့အသားမှန်သမျှအမဲသားတစ်ခုလည်းမရဒါကြောင့်အမဲသားရှောင်ဝတ္တစအဲ့လိုမရဘူးနော်အဲ့ဘာသာမှမစားဘူးမန္တတိလနှံမစားပိဋ္ဌမုံညက်မစားတေလစီမစားဂုံလထညက်မစားဝိဇေတ္တပါဏိမစားဘူးလို့ပြောမှာပေါ့ရှောင်နေဆိုမှတော့မစားဘူးလေဒီသဘောပါပဲနော်အဲ့တော့ဒီမှာကြည့်နော်ဒီ
တိလနဲ့တေလနဲ့တွေ့လားတိဆိုတော့တရားအပေါ်ကဘာတရတိဆိုတော့ 一的必得，ဣတရတေဆိုတော့ဘာတရတော့ A的了，必吧，ဣတရနော်ဒါလေးပဲပြောင်းလာဒီမယ်ပေါ်ကတိအောက်ကတေဣတရဣနဲ့အေနဲ့ပဲပြောင်းလာတာအဲ့လိုလေးပြောင်းနေမယ်အနက်ကလည်းပြောင်းသွားတယ်နော်ဒီဘက်ကဣနဲ့တိလကြတော့နှမ်းကိုခေါ်တာတိလကြတော့ဘာကိုခေါ်တာ 那我考了 နာ 吧？ နှံ နှမ်းကိုခေါ်တာဒီတေလကြစီကိုခေါ်တာတေလကြဘာကိုခေါ်တာ C 我是吧，စီကိုခေါ်တာစားတဲ့စီစားတဲ့စီစီကိုခေါ်တာအဲ့တော့တိလနဲ့တေလနော်ဒီနှစ်ဘုတ်ကဒါသိပ်မလွယ်ဘူးသူကဒီဘုတ်ကတရိပ်ဘုတ်လို့ခေါ်တယ်တရိပ်ဘုတ်ကနိကပစ္စည်းတို့ဣကပစ္စည်းတို့အဲ့ဓာတွေကမှထင်သာမြင်သာတွေရှိတာဒီကထင်သာမြင်သာမရှိဘူးသူကဒီလိုမူရင်းဘုတ်ကတိလဘုတ်တယ်မူရင်းဘုတ်ကတိလနော်ဘုတ်ကတိလဘုတ်တိလဘုတ်ဆိုရင်ဒီဣနဲ့အေနဲ့ဒါဟုတ်ဒီလောက်တာနော်ဣကိုဘာဟုတ်ဒီပြရတာဣကိုဘာဟုတ်ဒီပြရတာဒီမှာဒီ A ဣကို 我的就 အေဟုတ်ဒီပြထားတာနော်ဒီဣကိုအေဟုတ်ဒီပြရအဲ့အေဟုတ်ဒီပြတာကနောက်ကဘာပစ္စည်းနှောင်းလို့တော့ဆိုရင်ဒီနာကြီးပါတဲ့ပစ္စည်းနှောင်းလို့ပဲနာကြီးပါတဲ့ပစ္စည်းနှောင်းရင်အဲ့လိုရှေ့ကအလုံးကဝုဒ္ဓိရောက်သွားတာသူကဝုဒ္ဓိက၃ခုရှိတာအဆိုရင်သူကအာဝုဒ္ဓိတယ်အာလို့ရောက်နေအဲ့ဒါအလာတာအေပဲအေဆိုရင်အဲ့ဒါဣကနေလာတာဣကိုအေဟုတ်ဒီပြဩဆိုရင်ဥကနေလာတာဩကိုဥကိုဩဟုတ်ဒီပြဩမြင်လို့ရှိရင်ဥကိုဩဟုတ်ဒီပြထားတာအေမြင်လို့ရှိရင်အဲ့ဣကိုအေဟုတ်ဒီပြထားတာအဲ့တော့တိလပုံနဲ့ဒီကနပစ္စည်းနဲ့လုပ်ပြီးတော့နော်တိလတဣဒံတေလံလို့လာမှာပဲထားတော့နောက်မှရေးပေးမယ်နော်အဲ့ဒါထားလိုက်တော့တစ်ခုချင်းကြည့်ကြစို့နော်သူကမေဆဒါတစ်ပုဒ်နော်မန္တတိလပိဋ္ဌတေလခုံလဘယ်နှပုဒ်ဒါအာဒီနိထားလိုက်ပါဘယ်နှပုဒ်တော့အဲ့ဒါ 超超吧，对呀， 6ပုဒ်အဲ့6ပုဒ်တွဲထားလို့ချင်းအဲ့6ပုဒ်အတွဲကြီးကိုဘာခေါ်ရအောင်6ပုဒ်အတွဲကြီးကိုဘာခေါ်ရအောင် တမတ် ကဲထားပါ တမတ်ပါ အဲ့ ဗျာ တမတ်ဆိုဟုတ်တယ်တမတ်အဲ့ဒါလို့ချင်းတမတ်လို့ချင်းဟိုပြောလို့တာနော်နှစ်ပုဒ်ဆက်မှတမတ်လို့အဲ့လိုတော့လူဘိန်းအတွေးတော့မတွေးနဲ့နော်စာတင်နေတဲ့ပုဂ္ဂိုလ်ကလူဘိန်းအတွေးနှစ်ပုဒ်ဆက်မှတမတ်ဆိုရင်3ပုဒ်ဆက်ရင်တမတ်မဟုတ်တော့4ပုဒ်ဆက်ရင်တမတ်အဲ့လိုမလုံးနဲ့အဲ့ဒီအလောက်ကလက်ကားအလောက်ပဲနှစ်ပုဒ်ဆက်ထားတောင်တမတ်ဆိုမှတော့3ပုဒ်ဆက်4ပုဒ်အပုဒ်တရားဆက်ပိုးတောင်တမတ်သေးတယ်ဒီလိုလောက်ရမှာအဲ့ဒီအမြင်မျိုးမြင်ရမှာခုကတည်းကတခါလေးပြောထားလိုက်နှစ်ပုတ်တွဲထားရင်ကိုတမတ်လို့ပြောတာသူ့တဲ့များလို့ကတော့ပြောမနေနဲ့ခေါင်းနဲ့ထည့်မနေနဲ့တမတ်ပဲဘာမှမဘူးနဲ့6ပုတ်မကလို့သူကသူအပုတ်100တွဲအပုတ်1000တွဲတမတ်ပဲအဲ့တော့နောက်မေးလို့ရှိရင်တမတ်လို့ပဲဖြစ်ဘာလို့လဲဆိုတော့နှစ်ပုတ်တွဲထားရင်ကိုတမတ်ပဲအဲ့တော့ဟိုဘက်ကဟာအများကြီးဆိုရင်တော့ပြောမနေနဲ့တော့ရပြီအဲ့ဒါတမတ်ပုတ်တယ်အဲ့တော့တမတ်ပုတ်ကတမတ်6ပါးရှိတယ်အဲ့တမတ်6ပါးထဲမှာဒီကဘာတမတ်တွေတော့ဆိုရင်ကြည့်နော်မစ္ဆဆိုရင်ဘာရမစ္ဆ နာ အနဲ့ပြီးတာလေမိစ္ဆပါတော့ ငါဟုတ်ပါဗျာ ငါပါ ငါ မန္တက အသားပါ 大 ဗျာ 吧， တာ တိလက နှမ်းပါဖေ ငါ ပိဋ္ဌက မုံညက်ပါ ဘုံ ဗျာ ပါ တေလက စီ စီပါဗျာ 是吧？ ဘုံလက ညက် နှမ်းပါဗျာ တညက်တင်လဲတူတူပဲအဲ့တော့တူသလားသူတို့ဟာတွေတူသလား ကျ မတူပါ ခု ဘူး နကတူသလားမတူရဘာတမ်းတခုနဲ့တခုမတူနေ တော့တမတ် ဒီရ ကျင်တွန်းတတ်ပါဗျာ အဲ့ဒါသူ့ရဲ့ရှင်းတာတော့ဘာမှရှိတာခင်ဗျာသူ့ရဲ့ရှင်းတာဘာလို့ရှင်းသေးနော်ဘာတခုနဲ့မှတခုကမတူပြောပြီးပြီတက်ရှိပုံကိုယ်လေးဆိုရင်2ယောက်ရနေရတာဒုံပဲ2ယောက်ရနေရဆိုတာ2ယောက်ကအနည်းဆုံးပြောတာ3ယောက်ရ5ယောက်လုံးရနေအဲ့ဒါမျိုးတွေစကားလေးထိတ်မပြောနဲ့အဲ့ဒုံပဲဘာတက်မဲ့တွေဒါတက်မဲ့တွေဆိုရင်သူ့ဟာနဲ့သူရတယ်လေတခုနဲ့သူတူမှမတူပဲနဲ့မတူပဲနဲ့ရနေအဲ့ဒုံပဲနော်ဆိုတော့မပြဘူးဟိုကဆိုနီးတော့ပြမယ်နော်ဆိုနီးတော့ပြမယ်ဒုံကိုတမတ်ဆိုတဲ့အခါမှာနှစ်ပုတ်ဆိုလို့ရှိရင်သူကနှစ်ပုတ်ကစနှလုံးနဲ့ဆိုရတာစပဲပါတာနော်စလေးနှလုံးရှေ့ပုတ်မှာတစ်လုံးနောက်ပုတ်မှာတစ်လုံးနော်
စက္ခုစသောတင်စစက္ခုသောတံဆိုကြည့်ပါဦးဒွန်သမဝိဇ္ဇာ ဒီစာတော့တင် စ စာ က္ခုတောတိစာစက္ခုတောတံပါ မျက်စိနဲ့နားလေးနှစ်ခုမတူဘူးလေမတူဒွန်သမလေစက္ခုစဟောစက္ခုနောက်မှာစာလေးထည့်တယ်သောတင်စသောတာနောက်မှာစာလေးထည့်တယ်ဟိုကနှစ်ပုံးလေးမလို့သောတင်စစက္ခုသောတံမျက်စိနာနော်ဥပကအတ္တမရဒွန်ဘုဟောကြတမနောစဗျံမနောစတမနာဗျံမနာတမနောစဗျံမနောစပုံးလေးမလို့တမနောစဗျံမနောစစာလေးနှလုံးနောက်ကနေထည့်တယ်ပထမဝိပတ်နဲ့ပဲဆိုတာနော်နောက်ဝိပတ်ဧကုံးနဲ့ပဲဆိုတယ်လို့ပဲမှတ်ထားလိုက်တော့ဘုဟောနဲ့မဆိုဘူးလို့ရမှလိုက်ဘာလို့ဆိုမရတဲ့ခါကျတော့မလွယ်ဘူးလောရတဲ့ကန်ရတဲ့အခါတော်တော်ခက်ခဲတယ်နော်အဲ့တော့ဒါနမူနာပြမယ်နော်မစ္ဆကပုံးလိန်ဆိုလို့ရှိရင်ပထမဧကုတ်တိဘတ်နဲ့ဘယ်လိုလာမလဲပုံးလိန်ဆိုရင် Miso. ပြရည် ဟော မစ္ဆောနောက်ကစလေးထည့်လိုက် ဒီစောစာ မစ္ဆောစဟုတ်ပြီအဲ့ဒါသဘောပြပြတာနော်သဘောပြပြတာနော်ဒီမန္တကပုံးလိန်ဆိုလို့ရှိရင်ဘယ်လိုလာမှာသူကြတယ်လဲဘယ်လိုစလာ မန္တောစာ Mando. စောစာ ဒီတိလကပုံးလိန်ဆိုရင်ဘယ်လိုစလာမှာဘယ်လို တိ ဒီ လော လောစာ ဒီပိဋ္ဌကပုံးလိန်ဆိုရင်လည်းဘယ်လိုလာမှာလဲ ပိဋ္ဌောစာ တေလကပုံးလိန်ဆိုရင်လည်းပါတယ်တော့ဘယ်လိုလာ တေ မလဲ လောစာ ဂုံလကပုံးလိန်ဆိုရင်လည်း ကုံလော စော စာ စာ ဒါကုံသွားပြီအဲ့တစ်ခုလုံးအဲ့လိုတွဲပြီးကမှဣဇမန္တတိလကပိဋ္ဌဂုံလံဆိုပြီးဒီလိုလောက်ရတာနော်အဲ့တော့လိန်ကတော့ကိုယ့်ကိုမှန်အောင်ရွေးတတ်ဖို့တော့လိုသွားပြီပေါ့နော်လိုသွားပြီဆိုတော့ဒီမှာနမူနာပြမယ်နော်ဒီမေဆကပုံးလိန်ဆိုရင်မေသောစဓမ္မန္တကနှစ်ပုံးလိန်ထင်တယ်တကယ်လို့နှစ်ပုံးလိန်ဆိုရင်မန်သောစမရဘူးပြောင်းလိုက်ဆိုနှစ်ပုံးလိန်ဆိုရင်ဘယ်လိုလာမလဲ စာစာ မန်တန်စဟုတ်တယ်ဒါပေမဲ့အဲ့နေကိတ်လေးကိုဟိုမှာစလေးပေါ်ကညအသေးလေးပြုတ်ပြတာဆိုတော့အဲ့လို မန္တင်စာမန္တင်စာ Sa. မန်တင်စာ ဟုတ်တယ်မန်တင်စဒီကတိလကနှစ်ပုံးလေးဆိုတော့ဗါတာဘယ်လိုလာမလဲ Linsa. တိလင်စာ တိလင် စာ ပိဋ္ဌကလည်းနှစ်ပုံးလေးအဲ့ဒါကြဘယ်လိုလဲနော် ပိဋ္ဌင်စာ ပိဋ္ဌင်စတေလကလည်းနှစ်ပုံးလေးပါတယ်တော့ တေလင်စာ တေလင်စဂုံလပုံးလေးဂုံလကြပုံးလေး ပုံလင်းစာ ကုံ ပုံးလေး လောစာ ဒီကောကောဟောပုံ ဘုံလောစအဲ့ဒါပြီးသွားတဲ့ခါကျတော့ဒီဟာတွေအကုန်လုံးကသူကဧကုန်းနဲ့ပဲဆုံးမှာမလို့ဂုံလံဆုံးတတ်မှာမလို့မစ္ဆမန္တတိလပိဋ္ဌတေလဂုံလံဆိုပြီးအဲ့လိုသွားတာအဲ့ဒါပဲအဲ့ဒါဒွန်တမတ်ဆိုဒီလိုဆိုလိုတာပေါ့နော်ဒွန်တမတ်အတိအကျတော့တွဲမပြဘူးပေါ့နော်နောက်နေ့မှရေးပြမယ်လောလောဆယ်တော့အဲ့တိုင်းလေးတာမှတ်တာအဲ့ဒွန်တမတ်ဆိုတာအဲ့ဒါတဲ့ဒါပေမဲ့လို့ခုလောလောဆယ်အတိပ္ပယ်အနေနဲ့က तू ရှောင်ကျင်ရမယ့်အရာဝတ္ထုကဒီမှာနော်ဒါတွေမှတ်ထားနော်ဒါ तू ရှောင်ကျင်ရမယ် तू ပြောပြတဲ့အရာတွေနော်ဒါတွေမကောက်နောက်တော့ဘာတွေမလုပ်အောင်လို့ဆိုတော့နည်းနည်းလေးစဲအောင်မယ်နော်တိတ်အကြာကြီးတော့လောက်တော့မှာမဟုတ်ဘူးနော်ဒီဝါနေခါ၌နနေတ္တာယိတ္တဗံမအိပ်ရတဲ့ဟောတွေ့လားနော်နေမှာမအိပ်ရဘူးတဲ့တွေ့လားဘုန်းကြီးတွေကနေအိပ်တာဆိုတော့ तू ကသိနေတယ်မှာပေါ့နေမအိပ်ရဘူးနော်စွန့်စားပြီးအိပ်ကြတယ်လေအဲ့ဒါတုတ်တန်ဒူတင်ဆောင်တဲ့ပုံကိုရနေမအေးရဘူးကိုเจ้าကိုနေကင်းကိုတုတ်တန်မသွားဘူးတွေ့လားတုတ်တန်သွားတဲ့အချိန်ကြီးတွေ့လားသူများတွေအကုန်လုံးအိတ်နေတဲ့အချိန်ကြီးတုတ်တန်သွားတုတ်တန်ပြန်လာတဲ့အချိန်အเจ้าမှာသူများတွေဘယ်သူမှမထတဲ့အချိန်ကြီးပြန်လာတာဒီနေကင်းနဲ့တုတ်တန်နဲ့ဘာမှမဆိုင်ဘူးဒါပေမဲ့လိုက်နာမှာကိုเจ้าကိုနေဒီဝါနနေတ္တာယိတ္တဗံတဲ့နေမှာမအေးရဘူးတဲ့နေခါ၌နနေတ္တာယိတ္တဗံမအေးရဘူးကုတိတေနနဘဝိတ္တပံတဲ့ကုတိတေနပြင်းဤသောသူသည်နဘဝိတ္တပံမဖြစ်အပ်တဲ့ပြင်းတဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးတဲ့ဗျသုတ်တန်ဒုတင်ဆောက်တည်တဲ့ပုဂ္ဂိုလ်ကအဲ့ဒါပြင်းတဲ့ပုဂ္ဂိုလ်လူပြင်းမဟုတ်ရဘူးတဲ့အာရဒဝိရိယေနဘဝိတ္တပံအထုတ်အပ်သောဝိရိယရှိသူသည်ဘဝိတ္တပံဖြစ်အပ်၏ဝိရိယကြိုးစားတဲ့အထုတ်မှုရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်တဲ့လိုင်းနာမှာနော်ဒါတွေကသူလိုင်းနာဖို့ကသူပြောပြနေတယ်နော်အတ္တထေနစင်းလဲတယ်နော်မစင်းလဲဘူးပေါ့
မစင်းလဲတာဆိုမကောက်ကျစ်ဘူးလို့ပြောတာပေါ့စင်းလဲကောက်ကျစ်ဒီလိုသုံးတာဟုတ်အဲ့တော့မကောက်ကျစ်ပဲထားပါတော့အတ္တထေနမကောက်ကျစ်သောသူသည်အမာယာဝိနာမလက်ပတ်တတ်သောသူသည်ဟုတ်တော်ဝါဖြစ်၍ဟုတ်တယ်လားစင်းလဲကောက်ကျစ်တဲ့သူလည်းမဟုတ်ရဘူးတဲ့လက်ပတ်တတ်တဲ့လူလည်းမဟုတ်ရဘူးအဲ့လိုမျိုးဖြစ်ပြီးတော့ကလျာဏိဇာတယေနကောင်းသောအလိုဆန္ဒရှိသူသည်ဘဝိတ္တပံဖြစ်ရ၏စင်းလဲကောက်ကျစ်တဲ့သူမဟုတ်ရဘူးလက်ပတ်တတ်တဲ့လူလည်းမဟုတ်ရဘူးတဲ့ကောင်းသောအလိုဆန္ဒရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လိုက်နာမှာဒါဒီအကုန်လုံးอ่ะเนาะနောက်တကတာယံနဲ့ညာချမ်းအခါ၌ဒါတော့ရှေ့တော့အတိုင်းသူသွားတဲ့အတိုင်းဖြစ်လာပြီเนาะတပ်ပေသူအလုံးစုံသောသူတို့သည်တဲ့တုတ်တေသူအိပ်ပျော်ကုန်သည်ရှိတော့ဝိဟာရတော်ကြောင်းမှအာကန်တပံလာတတ်၏ဟောတွေ့လားကျောင်းကကိုတော်တွေအကုန်လုံးအိပ်ပျော်မှကျောင်းကနေတုတ်တန်ကိုလာခဲ့ပါတဲ့ကိုတော်တွေရှိနေတော့မလာခဲ့နဲ့ဣစုတကာလီဒါတုတ်တန်နေကျောင်းပြန်တော့မှာမိုးတောက်ထအခါ၌တပ်ပေသူအလုံးစုံသောသူတို့သည်အနုဋ္ဌိတေသူရှေ့မှာပါပြီးသားနော်မထကုံသေးမီအနုဋ္ဌိတေသူယေဝမထကုံသေးမီတန်လင်ဝိဟာရံကျောင်းသို့ဂန္တပံသွားထိုက်၏ဟောတွေ့လားတုတ်တန်နေကျောင်းကိုသွားတဲ့အခါကျတော့အကုန်လုံးမထသေးခင်မှာရောက်အောင်သွားမှာအဲ့ဓာတွေကတုတ်တန်ဒုတင်ဆောင်ပုဂ္ဂိုလ်တွေလိုက်နာရမယ်ကျင့်ဝတ်တွေဒီတိဂန္တပံတိနော်ခုနကပြောကြားရမယ်ပုဂ္ဂိုလ်နော်တုတ်တန်ဒုတင်ဆောင်ပုဂ္ဂိုလ်တွေတုတ်တန်ဒုတင်ဆောင်တဲ့ပုဂ္ဂိုလ်တွေအကြောင်းကြားရမယ်ပုဂ္ဂိုလ်တွေ ਨੇ အကြောင်းပြခုနအပေါ်ကအခုကတုတ်တန်ဒုတင်ဆောင်ပုဂ္ဂိုလ်တွေလိုက်နာရမယ်ကျင့်ဝတ်ဆိုဒါတွေဖြေရမှာနော်အဲ့ဒါဒီတိုင်းသာဖြေလိုက်တော့တဲ့တုတ်တန်ဒုတင်ဆောင်တဲ့ပုဂ္ဂိုလ်တွေကဒါတွေကိုရှောင်ကျင်ရမယ်တခုဒီဝါနနေတ္တာဣတပံနေမအေးရဘူးဥတိတေနနာဘဝိတ္တပံပြင်းတဲ့သူမဖြစ်ရဘူးအာရရဝိရိယနာဘဝိတ္တပံကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်အတ္တထေနအမာယာဝိနာဟုတ်တော်ဝါကလျာဏိဇာတိနဘဝိတ္တပံစင်လဲကောက်ကျက်လက်ပတ်တတ်တဲ့သူမဟုတ်ဘဲနဲ့ကောင်းသောအလိုဆန္ဒရှိသူဖြစ်ရမယ်တဲ့နော်ညာချမ်းအကုန်လုံးအိတ်မှကြောင်းကလာရမယ်မိုးတော့လင်းတဲ့အခါမှာမိုးတော့ထအခါမှာအကုန်လုံးမနိုးသေးမီကျောင်းသို့ပြန်ရမယ်လို့ဒါတုတ်တန်ဒုတင်ဆောင်ပုဂ္ဂိုလ်တွေလိုက်နာရမယ်ကျင့်ဝတ်လို့ဒီလိုနားလည်ထားနော်ဒါအဓိပ္ပာယ်ပဲဒီအဓိပ္ပာယ်ကကိုယ့်ကိုယ်တာနော်မသိရင်နေတရားကြည့်ပေါ့ဘာသာဒီကားတော့ကိုနေတရားတော့ရှိတယ်နော်ဆရာတော်ဥဒသနာဝရနေတရားလည်းရှိတာပဲကြိုက်တဲ့နေတရားကြည့်ပေါ့ဘယ်နေတရားကြည့်အတူတူပဲဒီအဓိပ္ပာယ်အဲ့ဒါအဓိပ္ပာယ်ကိုယ့်ကိုယ်မှတ်ထားတော့နော်အဓိပ္ပာယ်ကဲတော့ပြီနော်ဒီနေ့ဒီလောက်ပဲကဲသိပြီနောက်တစ်ပတ်မှာပေါ့ဤကဲ့သို့ဘုရားရှင်ဟောကြားတော်တရားတော်တို့ကိုသင်ယူရသောကုသကံစေနာဖျားဖျားတို့ကြောင့်ကိုရွန်းကိုပါနထာနာတို့၌ယောဂခတ်သိမ့်ပပြောင်းခြင်းအပြည့်ခတ်သိမ့်ပပြောင်းငြိမ်းကြကုန်ပြီလင်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေကုန်သတည်းတဲ့ ဒါရုပ်ဖျား